မင်္ဂလာပါ MM Story Hub Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့ပြောပြပေးမယ့်မှုကင်းသတင်းကတော့ American မှာချစ်သူကိုတတ်ပြီးအလောင်းဖြောက်ဖို့တော်တဲ့ဒရွတ်တိုက်ဆွဲသွားတဲ့အမျိုးသားသူကိုယ်တိုင်လည်းချက်ချင်းနှလုံးရက်တည်ဆုံးခဲ့တဲ့သတင်းဖြစ်ပါတယ်။ American နိုင်ငံအယ်ဘာမာပြည်နယ်မှာလူတစ်ယောက်ဟာသူ့ချစ်သူကိုရရဆက်ဆက်တပ်ဖြတ်ပြီးအလောင်းဖြောက်ဖို့ကြိုးစားနေတော့နေရာမှာပဲချက်ချင်းဝစ်လဲပြီးသူကိုယ်တိုင်လည်းနှလုံးရက်ကတည်ဆုံးသွားခဲ့တဲ့ထူးဆန်းပြီးတုန်လှုပ်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။တည်ဆုံးသူအမျိုးသားကတော့အသက်44နှစ်အရွယ် Daniel Robbins ဖြစ်ပြီးအသက်ခံလိုက်ရတဲ့သူ့ရဲ့ချစ်သူကတော့ကလေး3ယောက်ရဲ့မိခင်အသက်48နှစ်အရွယ် Jessica Fox ဖြစ်ပါတယ်။စုံစမ်းစစ်ဆေးရေးမှုတွေရဲ့အဆိုအရ Daniel ဟာ Jessica ကိုလေပင်ညှစ်တက်ခဲ့ပြီးနောက်အလောင်းကိုဖျောက်ဖျက်ဖို့အတွက်တောထဲကိုယူဆောင်သွားခဲ့တာပါ။ဒီဖြစ်စဉ်ကိုရဲတွေကဘယ်လိုသိသွားလဲဆိုတော့ဇွန်လ10ရက်နေ့မွန်းလွဲပိုင်းကလာနက်မြို့အနီးတောလမ်းတစ်ခုမှာထရက်ကာတစ်စီးဟာဆန်လူနှိုးလျက်သာကားတကားတွေနဲ့နောက်ဖုံးတွေပွင့်ရသားကြီးလမ်းဘေးမှာရပ်ထားတာကိုဒေသခံတွေကတွေ့ပြီးရဲကိုတိုင်ခဲ့တာပါရဲတွေရောက်လာပြီးစစ်ဆေးတဲ့အခါမှာတော့ကားနောက်ဖက်မြေကြီးပေါ်မှာတခုခုကိုဒရွတ်တိုက်ဆွဲသွားတဲ့အစိမ်းချောင်းကြီးတွေကိုအထင်ရှားတွေ့လိုက်ရပါတယ်အဲ့ဒီဒရွတ်တိုက်ရာတွေအတိုင်းတောရဲကိုလိုက်ရှာကြည့်တဲ့အခါမှာတော့တကယ်ကိုထိတ်လန့်စရာမြင်ကွင်းကိုတွေ့လိုက်ရပါတယ်အသက်ခံရတဲ့ဂျက်စီကာရဲ့အလောင်းကလက်နှစ်ဖက်လုံးခေါင်းပေါ်မြောက်လျက်သားနဲ့ဒရွတ်တိုက်ဆွဲခံထားရတဲ့အနေအထားတိုင်းရှိနေပြီးအဲ့ဒီအလောင်းရဲ့ဘေးနားနေမှာပဲလူသက်သမားဒန်နီယယ်ကလည်းလေးကျသေးဆုံးနေတာကိုဘေးချင်းရှင်အသားတွေ့လိုက်ရတာပါဒန်နီယယ်ရဲ့ဇနီးဟောင်းထွက်ဆိုချက်အရသူ့မှာငကိုကလေးကနှလုံးရောဂါအခံရှိတယ်လို့သိရပါတယ်ဒါကြောင့်သူဟာဂျက်စီကာရဲ့အလောင်းကိုအားကုန်သုံးပြီးတောတဲ့အထိဒရွတ်တိုက်ဆွဲဖျောက်ဖျက်ဖို့ကြိုးစားရင်အမောဖောက်ပြီးနှလုံးရက်ကနေရာမှာတင်ပွဲချင်းပြီးတည်ဆုံးသွားခဲ့တာဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကမ္ဘာသတင်းထူးတွေနဲ့ဖြစ်ရမှန်သတင်းတွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျမတို့ရဲ့ MM Story Hub Channel ကို Subscribe လုပ်ပေးကြပါအောင်ရှင်